ဟုတ်ကဲ့မလားပါကျွန်တော်တို့ရဲ့တက်စာကအမှန်ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ unboxing လုပ်ပြပေးမယ်ဒါ device လေးကတော့ Unify ကနေထုတ်တဲ့ Unify Nano HD wireless access point လေးပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီ Unify Nano HD လေးတွေပေါ့နော်ကျွန်တော်တို့ဘယ်လိုနေရာမှာကျွန်တော်တို့ဒါအသုံးပြုကြတယ်ပေါ့နော်အသုံးများလဲဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တို့ coffee time တွေမှာဒါအသုံးပြုလို့ရတယ် coffee shop တွေပြီးရင် restaurant တွေမှာအသုံးပြုလို့ရမယ်ပြီးတော့ကျွန်တော်တို့ဒီစာသင်ကျောင်းတွေပေါ့နော်စာသင်ကျောင်းတွေမှာအသုံးပြုလို့ရမယ်ပြီးရင် office တွေပေါ့နော် small office တွေမှာဒါဒီကောင်လေးကိုဒါရွေးချယ်ပြီးတော့ဒါအသုံးပြုတင်တယ်ပေါ့နော်ဒီကောင်လေးကလုံးဝကိုဒါ enterprise grade ဒါ performance ပေးတဲ့ဒါ Unify AP ဖြစ်တယ်ပေါ့နော်ကဲဟုတ်ပြီပေါ့နော်ဒီကတော့ဒါ Unify ထုတ်တဲ့ AP ဖြစ်တယ်ပေါ့နော်ဒီကောင်လေးကျွန်တော်ဖောက်ပြမယ်ဒီမှာတော့ဒါသူ့ရဲ့ company တွေမှာ address တွေပါမယ်ပေါ့နော်ဒါတော့သူ့ရဲ့ model တွေမှာပေါ့နော်ဒီကောင်လေးကျွန်တော်ဖောက်မယ်ဒါသူ့ရဲ့ AP လေးဖြစ်တယ်ပေါ့နော်အခုကျွန်တော်ထုတ်လိုက်မယ်သူ့ရဲ့မှာဘာပါလဲကျွန်တော်ကြည့်မယ်ပေါ့နော်ဒါမှာ AP ပြီးတော့သူကဖုန်းလေးပါမယ်ပေါ့နော်သူ့ရဲ့ဒါဖုန်းလေးပေါ့နော်ဟုတ်ပြီဒီဝိုင်းတရားလေးပေါ့နော်ဒီကောင်လေးကဒါကျွန်တော်တီလင်မှာကတ်တယ်ကျွန်တော်တို့ဒီဘောတွေမှာဒါကတ်လို့ရပါတော့သူနဲ့ဒါတွဲပြီးတော့တောင်းတာပေါ့နော်ပြီးဝိုင်းဒီမှာadapter ပါမယ်ပေါ့နော် PoE adapter ပေါ့နော်တော့မှ PoE ဆွဲမရှိဘူးဆိုရင်ကျွန်တော်ဒီ PoE adapter လေးနဲ့ဒါသုံးနေရပါပေါ့နော်ကဲဒါသူ့ရဲ့ဒါဘူးထဲမှာပါတာပေါ့နော်ဒီကောင်လေးကဒါတစ်ခုချင်းစီဝယ်လို့ပေါ့နော်တစ်ခုချင်းစီဝယ်လို့ဒါဒီကောင်လေးတွေ PoE adapter လေးပါပေါ့နော်ကျွန်တော်သုံးခုအတွဲပတ်တွေမှာဆိုရင်တော့ဒါဒီကောင်လေးပါမှာမဟုတ်ဘူးပေါ့နော်ဈေးနှုန်းကလည်းဒါနည်းနည်းပါမယ်ပေါ့နော်ဒီ PoE ကလည်းဒါအပြင်မှာတီးတန့်တာဝယ်လို့ရတယ်ပေါ့နော်သူ့ရဲ့ injector တွေအနေနဲ့ဒါတီးတန့်ဝယ်လို့ရတယ်ပေါ့နော်ဒါကတော့ဒါ Unify Nano HD ရဲ့ဒါ design ပိုင်းလေးပေါ့နော်ဒါသူ့ရဲ့ physical design လေးဖြစ်တယ်site လေးကတော့ဒါတိတိလေးပဲပေါ့နော်ဒါ UFO လို့ဒါအဝိုင်းလေးနဲ့ဒါလာတယ်ပေါ့နော်ဟုတ်ပြီဒါအပေါ်ဘက်ပေါ့နော်ဒီမှာ indicator တွေပါမယ်ပေါ့နော်ဒီမှာမီးလုံးလေးပါမယ်ကျွန်တော်တို့ဒီ connection မိရတော့ပေါ့မီးပြလေးလင်းနေရတော့ပါမယ်ပေါ့နော်ဒီပေါ်မှာ indicator ဒါဒီအောက်မှာပေါ့နော်ဒါသူ့ရဲ့ဒါဖုန်းလေးဖြစ်တယ်ဖုန်းလေးနဲ့ကျွန်တော်ခွာလိုက်ပြီပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒါသူ့ပေါ်မှာရေးထားတယ်ဒါUnify Nano HD ဒါသူ့ရဲ့ model number တွေဒီမှာ PoE standard တွေပါတယ်ပေါ့နော်ဒီအောက်မှာ network port ပါမယ်ဒီ network port ကနေကြာကျွန်တော်တို့ဒါအသုံးပြုရမယ်ပေါ့နော်ပြီးသွားရင်ဒီညမှာ cable လေးဝင်လို့ရအောင်ဒါသူ clip လေးဒါထည့်ထားပြီးတော့နော်ဒီကောင်လေးကျွန်တော်ခွာလိုက်လို့ရအောင်နော်နောက်တစ်ခွာပြီးတော့ cable ဒီလေးပြန်နေဝင်လို့ရအောင်နော်ဟောဝင်နေစီလင်မှာတက်မယ်ဆိုလဲစီလင်အပေါက်ကနေကျွန်တော်တို့ direct ဖောက်ပြီးလည်းဝင်လို့ရတယ်ပေါ့နော်ဟုတ်ပြီဒီကောင်ရဲ့ဒါ design ပိုင်းလေးပေါ့နော်ဒါ design လေးကတော့ဒါတော်တော်သေးတယ်ပေါ့နော်ဒါသေးတယ်ပြီးရင်ပေါ့တယ်ပေါ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီစီလင်းထဲမှာတက်ထားမယ်ဆိုရင်ဒီကောင်တွေပြုတ်ကြမှာတွေပါရောတိတ်ပြီးတော့ပူစရာတော့မလိုဘူးပေါ့နော်ဒါတေးကွယ်လေးနဲ့ဒါအဆင်ပြေတယ်ပေါ့နော် performance ကောင်းတယ်အဆင်ပြေတယ်ပေါ့နော်ကျွန်တော် Cisco device နဲ့ကြာပြီမှာပေါ့နော် Cisco ရဲ့ AP နဲ့ဒါရှင်းပြပြီပေါ့နော်Cisco AP ဆိုရင်ဒါသူက weight ရတယ်ဒါကြီးတယ်ပြီးတော့ရင် device ရတယ်ဒါကြီးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ Unify AP လေးကတော့ဒါသေးတယ်ပေါ့နော် Unify Nano HD လေးပေါ့နော် Nano HD လေးကတော့ဒါသေးတယ်ဒါ design ပိုင်းကတော့ဒါကြစ်လေးနဲ့ဒါအသုံးပြုလို့အဆင်ပြေမှာပေါ့နော်ဒီကောင်လေးစီလင်တိုက်အသုံးပြုလို့ရမယ်ကျွန်တော်တို့က wall တိုက်အသုံးပြုလို့ရမယ်ပေါ့နော်ဒီကောင်လေးတွေunboxing လုပ်ပြီးတော့ကျွန်တော်အခုဒီ AP ရဲ့ဒါ feature လေးလို့ဒါကျွန်တော်ပြပြပေးမယ်ပေါ့နော်ဒီကောင်ကတော့ Wi-Fi 5 ရတယ် A02.11 AC ကိုဒါ Wave 2နဲ့ပေါ့နော်Wave 2နဲ့ဒါရတယ်ပေါ့နော်ပြီးသွားရင်ဒီကောင်က dual channel ဒါ support လုပ်တယ်ပေါ့နော် 2.4 GHz ပေါ့ဒါ 5 GHz ပေါ့ဒါ support လုပ်တယ်ပေါ့နော်ပြီးသွားရင်သူ့ရဲ့ speed ပေါ့နော်အမြန်နှုန်းပေါ့နော်အမြန်နှုန်းကကျွန်တော်တို့ 2.4 GHz မှာဆိုရင်သူက300 MB/s ဒီဒါသုံးပြနိုင်ပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့5 GHz မှာဆိုရင် 1.7 GHz/s ဒီအသုံးပြုနိုင်တော့သုံးပြနိုင်ပြီပေါ့နော်အဲ့ဒီပမာဏကကျွန်တော်တို့ဒီ UDP cable နဲ့ဒါသုံးတယ် network ကြိုးနဲ့သုံးတယ်ပမာဏတက်တာများတယ်ပေါ့နော် UDP cable မှာဆိုကျွန်တော် 1G နဲ့သုံးတာပေါ့နော်အခုကျတော့ဒါကျွန်တော်တို့5 GHz မှာဆိုရင်ကျွန်တော်တို့အမြန်ဆုံးဒါ 1.7 GHz/s ဒီဒါအသုံးပြုနိုင်ပေါ့နော်အဲ့လောက်ကြီးကိုဒါသူဒါ function က support ပေးထားတယ်ပေါ့နော်ပြီးရင်သူကMU/MIMO ဆိုတဲ့ဒါ feature လေးပါတယ်ပေါ့နော်အဲ့ကောင်ဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့ multi user multi input multi output ကိုပြောချင်တာဖြစ်တယ်ပေါ့နော်ဒီကောင်လေးကတော့ဒါ2.4 GHz မှာဆိုရင် 2:2 ပေါ့နော်user 2ယောက်အဲ့လိုမျိုးတစ်ပြိုင်တည်းထဲမှာ data ပို့ထွက်တာတွေပါလို့အသုံးပြုနိုင်တယ်ပေါ့နော်ပြီးသွားရင်5 GHz မှာဆိုရင်သူက 4:4 ပေါ့နော်user 4ယောက်တစ်ပြိုင်တည်းဒါ
ဒါ data ပို့လို့လည်းချိန်ဆက်ပြီးတော့ဒါအသုံးပြုနိုင်တယ်ပေါ့နော်အဲ့ technology လေးပါလာတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကြတော့ဒီကောင်ရဲ့ဒါ user ပေါ့နော် user ဘယ်လောက်အသုံးပြုလို့ရတယ်ပေါ့နော်ဒီကောင်ရဲ့ concurrent user ကတော့ဒါ200 plus လို့ပေါ့နော်ဒါသူ့ရဲ့ဒါ website မှာဒါသူဒါဖော်ပြပေးထားတယ်ပေါ့နော်အဲ့တော့ user ပေါင်းဒါ200ကျော်အသုံးပြုနိုင်တယ်ပေါ့နော်တနည်းအားဖြင့်ပြောရမယ် client ရပေါ့နော်ကျွန်တော်တို့ဒီ user လူမှာဆိုရင်ကျွန်တော်တို့ဒီကွန်ပျူတာနဲ့ချိန်မယ်ဖုန်းနဲ့ချိန်မယ်ဆိုရင်ကျွန်တော်တို့ device နှလုံးပေါ့နော်အဲ့လိုမျိုးကျွန်တော် user 200ကျော်ဒီကျွန်တော်အသုံးပြုနိုင်တယ်ပေါ့နော်တခုကကြတော့ဒီကောင်ကဒါ Indo Enterprise Grade ဒါအမျိုးအစား AP ဖြစ်တယ်ပေါ့နော်ပြီးရင်ဒီကောင်လေးကိုကျွန်တော်တို့ဒါဘယ်လိုမျိုးဒါအသုံးပြုမလဲပေါ့နော်ဒီကောင်အသုံးပြုဖို့ဆိုရင်ကျွန်တော်တို့ကဒီ controller ပေါ့နော်သူ့ရဲ့ controller လေးလိုအပ်မယ်ပြီးသွားရင်နောက်ထပ်သူ့ရဲ့ dream machine ဆိုတဲ့ဒါဟိုဟာလေးရှိရပေါ့နော် device တွေရှိရပေါ့သူ့ကိုဒါ control လုပ်ရမယ့် device တွေပေါ့နော်ဒီကောင်လေးနဲ့ဒါအသုံးပြုလို့ရအဓိကတော့ကျွန်တော်တို့ကတော့ဒါ controller နဲ့အသုံးပြုကြပါပေါ့နော်ကျွန်တော်တို့ဒီ set တစ်လုံးမှာသူ့ရဲ့ဒါ controller software လေးသွင်းပြီးတော့ဒီကောင်ကိုဒါကျွန်တော်တို့ manage လုပ်ပြီးဒါသုံးတယ်ပေါ့နော်သူ့ကိုဘာကြောင့် enterprise grade လို့ပြောရတာလဲဆိုတော့သူကကျွန်တော်တို့ captive portal ပေါ့နော်ကျွန်တော်ဒီ bouncer code တွေနဲ့ဒါအသုံးပြုလို့ရမှာပေါ့နော်သူ့ကို controller အသုံးပြုပြီးတော့ bouncer code တွေနဲ့အသုံးပြုလို့ရမှာပြီးသွားရင်သူက VLAN တွေ support လုပ်မှာပေါ့နော်အဲ့ feature တွေကိုဒါအများကြီးအသုံးပြုလို့ရတဲ့အတွက်ဒါကျွန်တော်တို့ဒီ small business တွေမှာဒါအသုံးပြုလို့ရတယ် AP တစ်ခုအနေနဲ့ဒါကျွန်တော်တို့ရွေးချယ်ဝယ်ယူပြီးတော့ဒါအသုံးပြုကြရပါတော့။ဟုတ်ပြီဒါဒီကောင်လေးကိုကျွန်တော်ဒါ indicator လေးပြဖို့အတွက်ကိုကျွန်တော်ဂျိုးလေးထိုးလိုက်မယ်ပေါ့နော်။ဟုတ်ပြီ။တော့ထိုးဖို့အတွက်ဒီမှာနောက်မှာ RJ45 port ပါတယ်ဒီ port မှာကျွန်တော် PoE ရတာပေါ့နော် PoE ရတယ်ဒါဂျိုးလေးထိုးမယ်ပေါ့နော်။ဟုတ်တော့သူ့ရဲ့ PoE injector လေးခံရမယ်ပေါ့နော်။အခုဒါထိုးလိုက်ပြီ။ဟုတ်ပြီ။ဒီမှာမီးလေးရတာကျွန်တော်မီးလင်းရောက်လေးဒါမြင်ရဖို့အတွက်ဒါတစ်ချက်မီးပိတ်လိုက်ပါတော့ဟုတ်ပြီတော့နော်သူရဲ့ဒါ power ဆက်တက်တဲ့အချိန်မှာဒါမီးလုံးလေးလင်းရအောင်နော်နောက်ပြီးခဏတော့ဆောင်းအောင်နော်ဟုတ်ပြီဒါဆိုရင်ဒီမှာဒါပြန်လင်းနေပြီနော်ဒီကောင်လေးကျွန်တော်တို့ခုလိုမျိုးလင်းနေရဆိုရင်ဒါချိတ်ဆက်ဖို့ဒါသူရှာနေရပါတော့ကျွန်တော်ဒီကောင်လေးကိုဒါ DHCP ရတဲ့ဒါကြိုးလေးနဲ့ထိုးထားပြီးတော့ကျွန်တော်ရဲ့ controller မှာဒါ network တူဒါပေးထားပြီးတော့ကျွန်တော်တို့ဒီကောင်လေးကိုသူ့ရဲ့ controller လေး software လေးပေါင်းပြီးတော့ဒါပေါင်းထည့်လိုက်ရင်ဒါရပြီပေါ့နော် adapt လုပ်ပေးလိုက်ရင်ဒါအသုံးပြုလို့ရပြီဖြစ်တယ်သူကသူ့ရဲ့ controller ကိုချိတ်ဆက်သွားတယ်ဆိုရင်ဒါသူမီးအပြရောင်လေးကိုဒါ stable လေးဒါလင်းသွားလိမ့်မယ်ပေါ့နော်ဟုတ်ပြီဒါသူ့ရဲ့ဒါကျွန်တော်မီးလုံးလေးဒါရှင်းပြပေးရဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဒါဒီနေ့မှာတော့ကျွန်တော်တို့ဒီ Unify Nano HD လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ unboxing လုပ်ပြပေးသွားသလိုကျွန်တော်တို့ဒီ Nano HD လေးဘယ်လိုအသုံးပြုလို့ရမလဲကျွန်တော်တို့ဘယ်လောက်ထိအသုံးဝင်လဲဆိုတဲ့အကြောင်းလေးကိုဒါရှင်းပြပေးသွားဖြစ်ပါတယ်နောက်ဗီဒီယိုများမှာလည်းကျွန်တော်တို့ပဲ device လေးတွေကို unboxing လုပ်သွားပေးမယ်ဆိုတာကိုဒါဆက်လက်ဆောင်ကြည့်ပေးဖို့ဒါကျွန်တော်ဖိတ်သွားပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်